မြန်မာမျိုးသမီးသင်းကမ္ဘာ့ဖလားရောက်သွားမယ်လို့ဆိုလိုက်တဲ့ဂျပန်နီးပြမြန်မာလူရေးစီမျိုးသမီးဘောလုံးသင်းဟာ2025ခုနှစ်တွင်မှာနိုင်ငံတကာပြိုင်ပွဲအတော်များများရှင်ပြိုင်ကစားရဖို့ရှိနေပါတယ်။အာဆီယံမျိုးသမီးချန်ပီယံရှစ်စီဂိမ်းနဲ့အာရှဖလားခြေစစ်ပွဲတွေစတိုက်ကစားရမှာဖြစ်ပေမဲ့မြန်မာမျိုးသမီးသင်းရဲ့အဓိကပြစ်မှတ်ကကမ္ဘာ့ဖလားလို့ဂျပန်လူမျိုးနီးပြယူကီကဆိုပါတယ်။ はい、今年は、たくさんの、大会があります。အားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့ကဒီနှစ်ထဲမှာပြိုင်ပွဲတော်တော်များများကစားဖို့ရှိနေပါတယ်။ဒီပြိုင်ပွဲအားလုံးအတွက်ရည်ရွယ်ပြီးလေ့ကျင့်ခြေစမ်းပွဲတွေလည်းကစားသွားမှာပါ။နိုင်ငံခြားမှာတွားရောက်လေ့ကျင့်မှုလည်းစီစဉ်ထားတာရှိပါတယ်။ကစားသမားတွေကိုလည်း Women League ကနေတေချာစစ်စစ်ရွေးချယ်ထားတာပါ။အသင်းကို Women League နားကလေးကစူးစီးလေ့ကျင့်နေတာပါ။လာမယ့်အာရှဖလားခြေစစ်ပွဲကအရေးကြီးပါတယ်။ကျွန်တော်တို့ရဲ့အဓိကပြစ်မှတ်ကကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မှုပါ။ဒုတိယပြစ်မှတ်ကတော့စီဂိမ်းပါ။အဲ့ပြိုင်ပွဲတွေအတွက်အဓိကရည်ရွယ်ပြင်ဆင်သွားပါမယ်次に進むことを目標にしたいと思います。その後に12月にあるシーゲームスにフォーカスをしていきたいと思います。ဒီဘောဖိတ်ကော်ပြိုင်ပွဲမှာချန်ပီယံဖြစ်ပြီးနောက်မှာမြန်မာဘောလုံးပရိသတ်တွေအနေနဲ့မျိုးသမီးဘောလုံးကိုစိတ်ဝင်စားမှုမြင့်တက်လာပါတယ်။ဒါပေမဲ့လည်းယူကီကတော့အသင်းကိုအားပေးတဲ့နေရာမှာအစိုးမြင်တဲ့မှတ်ချက်တွေရှိနေသေးတာကိုသူသိတယ်လို့ပြောပါတယ်။သူ့အနေနဲ့ကတော့မျိုးသမီးသင်းကိုပိုပြီးနှွေးထွေးတဲ့အားပေးမှုမျိုးလုပ်ဖို့အတွက်တောင်းဆိုပါတယ်လို့ဆိုပါတယ်။いえ、本当に、多くの人が、နီပေါ်မှာချန်ပီယံဖြစ်ပြီးနောက်မှာကျွန်တော်တို့အသင်းကိုပရိသတ်တွေစိတ်ဝင်စားလာတာသိပါတယ်။ဒါပေမဲ့လည်းအစိုးမြင်မှတ်ချက်တချို့လည်းရှိနေပါသေးတယ်။ကျွန်တော်အနေနဲ့ကတော့ပရိသတ်တွေရဲ့အားပေးမှုကိုခွန်အားဖြင့်ပြောင်းလဲပြီးအသင်းကိုအကျိုးရှိစေဖို့ကြိုးစားဆောင်ရွက်သွားမှာပါ။ပရိသတ်တွေကိုလည်းဒီထက်ပိုနှွေးထွေးတဲ့အားပေးမှုမျိုးနဲ့အသင်းကိုအားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်なのでぜひ、もっともっと、多くの人に、そして温かくサポートしてもらえたらと思います。မြန်မာပရိသတ်တွေရဲ့အသေးဆွဲကစားသမားမေထက်လူနဲ့ပတ်သက်ပြီးယူကီကအခုလိုမှတ်ချက်ပေးပါတယ်はい、私自身も、彼女のプレーを見るのは、もう約2မေထက်လူကိုကျွန်တော်2နှစ်လောက်စောင့်ကြည့်ခဲ့တာပါသူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ကစားပုံကတိုးတက်လာပါတယ်လက်ရေးစဉ်အတွက်ဒီထက်ပိုပေးဆက်ကစားမယ်လို့လည်းယုံကြည်ပါတယ်ပရိသတ်တွေကိုလည်းမေထက်လူတယောက်တည်းကိုပဲအားမပေးဖို့နဲ့မြန်မာအမျိုးသမီးတစ်သင်းလုံးကိုအားပေးဖို့တောင်းဆိုချင်ပါတယ်これからも、本当に私たちの代表チームの一人として、他の選手と同様に、頑張ってほしいと期待してます。မြန်မာမျိုးသမီးဘောလုံးသင်းဟာဇွန်လ29ရက်ကနေဇူလိုင်လ9ရက်ထိအာရှဖလားခြေစစ်ပွဲဖြစ်တာကမန်နစ္စတန်၊ဘာရိန်း၊ဘင်္ဂလားဒေ့ရှ်အသင်းတွေနဲ့ရှင်ပြိုင်ကစားရဖို့ရှိနေပါတယ်။